မကြခင်ချိန်တွင်းမှာ 6C ကဘာလဲဘယ်လဲ 6C နဲ့ပတ်သက်ပြီးတော့ signal လေးကဘယ်လိုလုပ်ပေးရလဲကိုကဒီ signal ကိုနားလည်ရုံနဲ့အသုံးပြုရုံနဲ့ဝင်ကိုအေးအေးဆေးဆေးလွယ်ကူကူဘယ်လိုရရှိနိုင်တယ်လဲဆိုတာကို coach နဲ့အတူတူဆက်ပြီးတော့လေ့လာကြည့်လိုက်ရအောင်နော်ခုချိန်မှာတော့လူတွေအားလုံးဟာအင်ကားထက်ပိုမိုအားလက်စွာအိမ်မှာနေရတဲ့အချိန်ဖြစ်လို့ဝင်တန်းပေါင်းများစွာနေလို့ဝင်လာဖို့လွယ်ကူနိုင်ပါမလားဒေသအလက်စားစီးပွားရေးများဟာလည်းလွတ်လပ်မဲ့ဖြစ်ကုန်ကြတာကိုနေ့စဉ်နဲ့ကြားသိရမှာပါကုမ္ပဏီကြီးတွေပို့တယ်ပို့လို့တော့ခက်ရှိကြအဲ့တော့ငွေကြေးချမ်းသာမှုအတွက်အဓိကတော့ချက်ကနေပါမယ် Forest Market လို့ခေါ်တဲ့ငွေကြေးလဲလှယ်ဈေးကွက်ကြီးဟာကမ္ဘာအနှံ့မှာငွေကြေးအယောင်းဝင်လဲလှယ်နေကြပါတယ်ဒါဟာဆိုရင်တရက်အတွင်းဈေးကွက်ရဲ့ပမာဏဟာဆိုရင်ဒေါ်လာတန်းပေါင်း9တန်းထိရှိပါတယ်ဒါဟာကမ္ဘာပေါ်မှာအကြီးဆုံးဈေးကွက်ကြီးတစ်ခုပဲဖြစ်ပါတယ်ဒါအပြင် American Stock Share ဈေးကွက်ထက်လည်းပိုကြီးပါတယ်သို့တော်လည်းဒီဈေးကွက်ထဲကနေပြီးတော့စီးပွားရေးအကျိုးမြတ်ရယူသူများကတော့900%တောင်မပြည့်ကြပါဘူးဘာကြောင့်လဲဆိုတော့လုံလောက်တဲ့ကျွမ်းကျင်မှုအသိပညာမရှိသောကြောင့်ဈေးကွက်ထဲမဝင်ရောက်နိုင်ခြင်းပဲဖြစ်ပါတယ်ဒီအတိုင်းသာဆိုရင်စီးပွားရေးဖြစ်ထွန်းအောင်မြင်ဖို့အတွက်နှစ်ပေါင်းများစွာကြာမယ်ဆိုရင်သင်စောင့်နိုင်ပါမလားကဲ၍သာသင်ဟာမစောင့်နိုင်ဘူးဆိုရင်တော့ဒီ 6C မှာလာရောက်လေ့လာနိုင်ပါတယ် 6C ဆိုတာဟာ trading အတွက်လိုအပ်တဲ့သတင်းချက်လက်ကိုအချိန်မီပို့ပေးမှာဖြစ်ပါတယ်ဈေးကွက်ဘယ်ကိုသွားမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ရလဒ်တွေကိုလည်းသင်ကိုယ်တိုင်မှတ်သားထားစရာမလိုအောင် group chat မှာအများအားပေါ်ပြမှတ်သားပေးထားမှာဖြစ်ပါတယ် 6C ဟာဆိုရင်တင့်ကိုမှန်ကန်စွာဈေးကွက်ထဲဝင်ရောက်စေနိုင်90%တိကျမှန်ကန်မှုရလဒ်များရရှိထားပါတယ်ဒီရလဒ်များကိုလည်း group ထဲမှာဒီလိုမျိုးဆိုအခမဲ့ဝင်ရောက်လေ့လာနိုင်ပါတယ် 6C ဖြင့်သင်ဟာ binary option လို့ခေါ်တဲ့ငွေကြေးဈေးကွက်ထဲသို့ဝင်ရောက်ပြီးအကျိုးမြတ်များရရှိနိုင်ပါပြီဈေးတက်ကြကိစ္စမရှိတော့ပါသင်ဘယ်လိုလုပ်ရမလဲဆိုရင်တော့သင်ဟာဒီအချက်ပြအတန်လေးကိုကြားလိုက်တာနဲ့ 6C ဖန်သားပြင်ကိုဝင်လာကြည့်လိုက်ပါအတက်လားအကျလားကြည့်လိုက်ပါတို့နောက်ကို trade မဲ့ငွေကြေးနဲ့ချိန်ကိုသိချရွေးချယ်ပါတို့နောက် signal ပြောတဲ့အတိုင်းတက်ကြကိုနှိပ်ဝင်ပါပြီးရင်တော့အမျက်ပူသာစောင့်ပြီးတော့ယူလိုက်ပါသင်ဟာ trade အတွက်ခေါင်းရှုပ်ခေါင်းကိုက်စရာမလိုတော့ပါ 6C ဟာသင်ကို AACC ဖြစ်စေပါသင် 6C ကိုသုံးမယ်ဆိုရင်သင်ကြိုက်တဲ့နေရာမှာနေပြီးတော့အကျိုးမြတ်တွေရရှိမှာဖြစ်ပါတယ် 6C နဲ့သင်စိတ်ကြိုက် lifestyle ကိုဖန်တီးရယူလိုက်ပါ 6C ဖြင့်အခုပဲစတင်လိုက်ပါသင်ဘဝတွေလွယ်ကူသွားနိုင်ပါပြီHello everyone အားလုံးပဲမင်္ဂလာပါ 6C AI Trade ကကြိုဆိုပါရစေဒီနေ့ရောက်30တော့မိတ်ဆွေများအားလုံးမင်္ဂလာပါအရင်ကရောဒီ meeting လေးကို6C ကိုပေါ့နော် join မှုကြပါသလား 6C အကြောင်းကိုတည်တယ် 6C နဲ့ meeting လေး join မှုရဆိုလို့ရှိရင်တစ်ချက်လောက်ကလေး number 1လေးရိုက်ပေးပါဒါမှမဟုတ်ဒီနေ့မှပဲ 6C ကိုရောက်လာတာ 6C ကိုမတည်သေးဘူးဆိုရင်တော့ number 2လေးရိုက်ပေးပါဒီနေ့က6C မှာတီထောင်ထားတာပေါ့နော်6နှစ်ကျော်သက်တမ်းရှိပြီဖြစ်တဲ့ 6C ကိုမြန်မာနိုင်ငံနဲ့အတူတူဒီ business အတွက်ကိုမိတ်ဆက်ပြီးတော့ပြောကြားပေးမယ် 6C AI Trade က CEO ကိုဖိတ်ခေါ်ပြီးတော့အားလုံးနဲ့အတူတူဒီ meeting လေးကို trade လုပ်ကြမှာဖြစ်ပါတယ်ဒါကြောင့်မလို့အခု 6C ကိုတည်ထားရဲဆိုတဲ့မိတ်ဆွေတွေရော 6C ကိုမတည်သေးဘူးဆိုတဲ့မိတ်ဆွေတွေရောအားလုံးတူတူဒီနေ့ရမယ့်အခွင့်အရေးကိုအမိရလက်ထဲမှာစုပ်ပြီးတော့ဒေါ်လာ1000ရအောင်ရှာကြမယ်ဒေါ်လာ90ရနေသေးတယ်ဒေါ်လာ1000လောက်ရအောင်ရှာမယ်ဒါကြောင့်မလို့ may I invite our CEO Mr. Kundika Okay. Hello Mingalaba, everyone. အားလုံးပဲမင်္ဂလာပါ Sorry, the way I dressed today is I just came back from Thai boxing. So I just finished my exercise. So I came in a bit late. Yeah, that's why you just look so handsome D Mr. Kundi အခုပဲ time boxing ကပြန်လာတာဆိုတော့သူဝတ်စုံကဒီလိုလေးဖြစ်နေတာပါတဲ့ sorry ပါတဲ့နည်းနည်းလေးနောက်ကျသွားတယ်တဲ့ Okay. What do you expect to learn? What do you want to learn today? ဒီနေ့ဘာတွေသင်ယူချင်ပါတယ်လဲတဲ့ဘာတွေ learn လုပ်ချင်ပါတယ်လဲတဲ့ Or you come here mainly
just to make money with me. ဒီကိုပတ်စံတူတူရှာဖို့ရောက်လာတာလားတဲ့ Okay. Just to let you know, that you guys are very lucky too. Because in Thailand, when I live, I don't show my face at all, right? But only in Myanmar that I show my face. ဒီကမိတ်ဆွေတွေအရန်ကိုကန်ကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော် time မှာဒီ trade ကို live လုပ်လို့ရှိရင်လည်းပဲကျွန်တော်ဒီလိုမျိုး camera ဖွင့်ပြီးမျက်နှာပြမပြပါဘူး။ဒီကမြန်မာမိတ်ဆွေများအားလုံးကိုအရန်ချစ်လွန်းလို့ကိုဒီလိုလေးမျက်နှာပြပေးရဖြစ်ပါတယ်နော် The reason that I don't show my face is I speak very loud. ။ဘာလို့မျက်နှာမပြရလဲဆိုတော့ကျွန်တော်ကစကားပြောပြီးဆိုအားထည့်ပြီးအရန်အကျယ်ကြီးပြောတတ်လို့ပါတဲ့ And I scold my student all the time. ပြီးတော့ကျွန်တော်တင်ငယ်ချင်းတွေကျွန်တော်မိတ်ဆွေတွေပေါ့နော်သူtrading တင်ပြီးတဲ့တပည့်တွေဆိုလို့ရှိရင်လည်းခဏခဏ order လို့တဲ့ So I don't want them to see me on the street and they kick me. ဘာလို့ခဏခဏစူနေတာဆိုတော့လမ်းမှာ6ရိုက်ခံရမှာဆိုလို့တဲ့ So, now you know my face, right? I will be nice. So when they come to Myanmar, you don't kick me. အဲ့တော့အခုကျွန်တော်မျက်နှာကိုမှတ်မိသွားပြီဆိုမြန်မာနိုင်ငံလာလို့ရှိရင်ကျွန်တော်တော့မရိုက်ချောင်းမရိုက်ကြနဲ့တော့တဲ့ Because last time I've been to Myanmar are very nice people. ကျွန်တော်ရှစ်တစ်ခေါက်တော့မြန်မာနိုင်ငံလာတော့ကျွန်တော်သိတာမြန်မာလူမျိုးတွေကအရန်ကိုခေါ်ယူပြီးကောင်းမွန်ကြပါတယ် So even if I scold you, I get mad at you, you forgive me, okay? တခါလေကျွန်တော်ပြောရင်းနဲ့အော်မိတာဟောက်မိတာလေးရှိရင်ခွင့်လွှတ်ပေးဖို့ကြိုတင်တောင်းပန်ပါတယ်နော် Thank you, Mingalaba. ကျေးဇူးများကြီးတင်ပါတယ်မင်္ဂလာပါ Okay. So I'm not quite sure what do you want to learn. ဒီနေ့မိတ်ဆွေတွေဗာများလေ့လာခြင်းပဲလဲဆိုတော့ကျွန်တော်တီချာတော့မသိဘူးပေါ့နော် I will let you determine the questions. အဲ့တော့ကျွန်တော်အနေနဲ့မေခွန်းလေးတွေနဲ့သတ်မှတ်ပြောပြဖို့အတွက်စိတ်ကူးထားပါတယ် Just to let you know, I know that some of you is trading 1 minute AI, but I don't trade 1 minute AI, so I cannot really help you with 1 minute AI. ဒီမှာတချို့မိတ်ဆွေတွေကတော့1 minute signal AI လေးနဲ့ trade နေကြတာတွေ့ရပေါ့နော်ကျွန်တော်က1 minute သုံးပြတဲ့လူမဟုတ်တဲ့ခါကျတော့1 minute ကိုဘယ်လိုသုံးလဲတော့ကျွန်တော်ပြောပြပေးလို့ရမှာမဟုတ်ဘူး Okay, so I mainly use 5 minutes. အဲ့တော့ကျွန်တော်က5 minute signal အကြောင်းကိုပြောပြမှာပါ Okay. Any Sindhu, any questions that they have? If they don't, then I'll just keep on talking. Okay. Currently now they don't have the questions yet. Okay. Yeah, only one. David is talking just a 5 minute sickness about to share. Okay. I know what I want to talk about now. အဲ့တော့အခုဗာပြောရမယ်ဆိုကျွန်တော်သိပြီတဲ့ Okay, so what I wanted to talk about, on the 5 minute signal, there are, hang on a second, okay, let me take a look at this one. DJ. 5 minute နဲ့ပတ်သက်တာလေးပြောပြမယ်ခဏလေးပါကျွန်တော်ဒါလေးဖွင့်ချင်လို့တဲ့ Wait a minute. EUR. What? There is none. JPY. Really? What is going on? EURJ. Oh, don't have. Okay, can use this one. There is one request Kondika. Yep. Yeah, one is saying that more hints or tips for success win rate for 5 minutes trade. Okay. Yep. Okay, so if that's the question, do you understand in Myanmar, is it the 6 rule or 7 rules? 7. 7 golden rules. Okay. Yeah. So when you said more tips on 5 minutes, has he or she already learned about 7 golden rules? Yes, she is our main backbone audience. I remember her name. Oh, sorry. So she has already. Yes, she knows 7 rules. Okay. All right. So I'll share with you more. Okay.
1 second. Okay. Yeah. Okay, I think I'm gonna trade this GU here. Okay. တော့ဒီမှာကျွန်တော် trade ပါမယ် I'll explain to you. ပြီးရှင်းလင်းရှင်းပြပါမယ် Oh, and 230. Okay. Okay. So let's trade this GU, but don't put a lot of money. Okay. GU လေး trade မယ်အများကြီးမထည့်နဲ့ Let's get into the order first, and then I'll explain to you why. အရင်ဦးဆုံးဒီဟာလေးကို order လေးတင်လိုက်မယ်ပြီးမှပါလဲဆိုတာရှင်းပြမယ်နော် Okay. So in 18 seconds, we're gonna trade GU. Okay. အဲ့တော့ session minute ပြီးသွားတာနဲ့3ညလေးလုံးတန်းရင်ဝင်ပါမယ် Okay. GU Usually I put in 5,000 baht. Right now I only do 1,000. အရင် normal ပုံမှန်အားဖြင့်ကျွန်တော်ဒေါ်လာဘတ်9000ထည့်တယ်အခုတော့ဘတ်1000ပဲထည့်မယ် Okay. ဝင်လိုက်ပါပြီ Okay. So that was very good questions that you asked me about more tips on trading 5 minutes. 5 minute trading နဲ့ပတ်သက်လို့ပို့ပြီးတော့ tips တွေပြပြပေးပါဆိုတာအရင်ကောင်းတဲ့မေးခွန်းလေးပါ So you have the AI. There are two different AI, right? This one here is classic. This one here is hunter. အဲ့တော့ဒီမှာ AI လေးကနှစ်ခုရှိပါတယ်အဲ့တော့အပေါ်လေးကတော့ hunter အောက်ကလေးက classes Let me explain to you about the 60 classic first. အဲ့တော့ပထမဦးဆုံး classes 60 classes ကပါလဲဆိုတာပြောပြပါမယ် The first person who asked me about 7 golden rules, let me ask you this question. အဲ့တော့ပထမဦးဆုံးမေးတဲ့သူမေးခွန်းလေးမေးချင်တယ် I want you to answer this question, okay? The person who asked the question. According to 7 golden rules, should you enter this order just now? အဲ့တော့7 golden rules အရာဒီ GU ပေါ်နေတဲ့ order လေးကတင်သင့်တယ်ထင်လားမထင်ဘူးလားတဲ့မေးခွန်းလေးမေးပါမယ်ဖြေပေးပါ yes or no Yes, please do answer the question. အဲ့တော့မေးခွန်းလေးဖြေပေးပါ yes or no Yes, okay. All right. Wow, everybody said yes. Why? Why? ဘာကြောင့်လဲတဲ့ဘာကြောင့်လဲတဲ့ဘာလို့ yes လို့ပြောတာလဲဘာကြောင့်လဲတဲ့ Everybody who said yes, give me your hand. အဲ့တော့ Everybody, yes လို့ give me yes your လို့ hand. ပြောတဲ့လူတွေလက်ပေးပါတဲ့လက်ကလေးပေးပါတဲ့ Put your hand on my hand. Put your hand on my hand. ကျွန်တော်လက်ပေါ်ကိုတဲ့မိတ်ဆွေတို့လက်ကလေးတင်ပေးတဲ့ I hit your hand. အဲ့လက်ကလေးကိုနာနာလေးရိုက်ချင်လို့တဲ့ Everybody who said yes, I hit your hand. yes လို့ပြောတဲ့လူတွေဒုက္ခလေးနဲ့ရိုက်ခံရမယ်တဲ့ The answer is no. အဖြေက no နော် yes လို့ပြောတဲ့လူတွေဒုတ်ကြီးကြီးနဲ့ရိုက် Lee Won, I give you a hug. I give you a hug for saying no. အဲ့တော့ number no လို့ပြောတဲ့လက်ဝန်းကိုတဲ့hug ပေးမယ်တဲ့ Okay, Lee Won, please answer the question. Why no? ကဲလက်ဝန်းက no လို့ဖြေတာဘာကြောင့်လဲတဲ့ဘာကြောင့်လဲအဖြေလေးပေးပါတဲ့ဘာလို့ no တာလဲ no ရခြင်းကြောင့်ရင်လက်ဝန်း please Or anybody who you think you may have an answer, whether right or wrong, I don't know. Why no? Why you should not enter this order? အဲ့တော့ဒီမှာ no လို့ဘာကြောင့်ပြောတာလဲဘာကြောင့်မလို့ဒီ order လေးကို enter မဝင်သင့်ဘူးလို့ထင်တာလဲတဲ့တစ်ချက်လောက်ပြောပြကြပါတဲ့ Anyone? တူတစ်ယောက်လောက် You can speak in a microphone, it's okay, or you can type for me. microphone လေးဖွင့်ပြောချင်လဲရပါတယ် typing လုပ်ချင်လဲရပါတယ် hello one is sharing that it is above the moving average another one is saying that line above No lah. Did you read? Okay. One of the rules, right? One of the rules of the 7 golden rules said you should not trade after loss more than 2 or 3 hours. yes
yes Okay. အဲ့တော့7 golden rules မှာပြောထားရတယ် loss တစ်ခါပေါ်ပြီးလို့ရှိရင်နောက်ထပ်2နာရီ3နာရီကြာပြီဆိုရင် trade မလုပ်သင့်ဘူးလို့ပြောထားတယ်လीတဲ့7 golden rules အရာဘာကြောင့်လဲလို့မေးတာပါတဲ့ See, when you look at this, when was the loss? Tell me. အဲ့တော့ဘယ်တော့မှ loss ပေါ်ခဲ့တာလဲပြောပြပေးပါ anybody else Tell me, when is the loss? loss ကဘယ်တော့မှပေါ်တာလဲတစ်ချက်လောက်ပြောပေးပါ Okay. All right, guys, we need, I'm not sure we're going to win or not, right? It's No, very not sure close. မသိဘူး Okay, but we have to prepare to double our money, right? အဲ့တော့ပတ်စံကိုတော့နှစ်ဆတင်ဖို့အတွက်ပြင်ထားရတော့မယ် All right. Okay, 11, 10, 9. Go down. Go. You go down now. Go. Down. ကဲ Come ကြ on. ပါ Win. Yeah, win. Yes. Yeah. yeah win yo Okay. ကဲ Wow. win သွားပါ Very ပြီ good. yep win သွားပါပြီ Okay. 1 second. Okay, let me take a look at this one.ခဏလေး I'll တစ် go ချက်လောက် back and explain. Okay. I don't want we just make profit, but I want you to understand. ဒီကိစ္စလေးကဘာကြောင့်မလို့ profit ရသွားရဲဆိုတာလေးနဲ့ကိုကျွန်တော်ကအရင်ဆုံးနားလည်အောင်ပြောပြချင်တာဖြစ်ပါတယ် ခုနကတော့လေမိုက်ဖွင့်လို့မရလို့เนาะရေုံနေပြောလို့မရဘူးဖြစ်သွားတာเนาะ sorry ပါเนาะ Lawen said she cannot open mic so that's why she cannot talk sorry Okay, no problem. Okay. So, okay. So how much money you we just win? Okay, please show me how much you make. ဘယ်လောက်ရသွားလဲတဲ့ကဲပြောတဲ့နိုင်သွားတဲ့သူကဘယ်လောက်ရသွားလဲပြောပါတဲ့ Okay, Hey, good. John 1.79 Good. $2. Okay, good. 179. Good. All right. Yeah. Okay, students. Anybody who answered a wrong question, you will get this hit on your hand again. မပြောတဲ့အကြောင်းသားတွေတုတ်တုတ်တဲ့ Okay, going back to why did I enter this order? But according to the 7 golden rules, right? According to the 7 golden rules, you should not enter the order after 2 or 3 hours, right? ဒီ And မှာ if, 90ရှုံးနေဖြစ်စေ7 golden rules အရာဆိုရင်အရှုံးပေါ်ပြီး2နာရီ3နာရီကြာပြီဆိုလို့ရှိရင်ဒါမဝင်သင့်တဲ့အချိန်ဖြစ်ပါတယ် and if we lost at 16:45, then we should stop trading at 17, 18, 19. We should stop trading at 19:45. But right now it's like almost 2100. yeah သူက1645မှာloss ပေါ်ထားတာဆိုတော့1945ဆိုရင်သူကမဝင်သင့်တော့တဲ့သဘောအခြေအနေဖြစ်သွားပြီเนาะဒါကိုပြောတာဖြစ်ပါတယ် So yes, you should not even enter this order. Why did you say yes? တကယ်ဆိုရင်တော့7 golden rules အရဆိုရင်မဝင်သင့်ပါဘူးဘာဖြစ်လို့ yes လို့ပြောကြတာလဲ I'm mad. ကြိုက်မယ်ရိုက်မယ်တဲ့ Okay. So now the question comes to is why was I confident? Even though the loss was 5 hours ago, but why was I confident to get into that order? ကျွန်တော်အနေနဲ့ပြောမယ် loss ပေါ်ထားတာလွန်ခဲ့တဲ့9နာရီရဖြစ်ပလေစေကျွန်တော်ဟာဘာလို့ confidence ရှိနဲ့ဒီဟာကိုဝင်တာလဲဆိုတာကိုပြောပြမယ် Oh, it comes again. များပေါ်လာပြန်ပြီနော် Okay. 60 Classic win based on reverse. 60 classes ကသူက reverse ပေါ့နော်ပြောင်းပြန်ဖြစ်ခြင်းအပေါ်မှာ base လုပ်ပြီးတော့သူကနိုင်တာများတယ်တဲ့ See, the error, look at this one. The error set gonna come down, right? But ဒီမှာအများလေးကကြာမယ်လို့ပြတယ် this candlestick goes up, but winning is red. The winning is always the opposite. အဲဒါကြောင့်မလို့ဒီမှာအများလေးကအကြပြထားတယ်သူများတက်တဲ့အောက်မှာရှိတာလေးကတော့အတက်အစိမ့်လေးဖြစ်နေပေမဲ့အနီအကြလေးက opposite ကသာလျှင်အနိုင်ကိုပြတာဖြစ်တယ် Okay.
See, same thing here. Winning, green, green here, winning, red. Always the opposite. ဒါကြောင့်မလို့သူဒီစညင်ဘက်ကသာအနိုင်ရတာဒီမှာစိမ့်နေပေမဲ့အနီလေးပြောင်းပြီးတော့စညင်ဘက်ကျသွားမှလည်းဒါနိုင်မှာဖြစ်တယ် Same thing here. This is another win. See, candlestick goes up and the winning is red in the opposite. အဲ့တော့ candlestick ကလောလောဆယ်မှာတက်နေတယ်ဒါပေမဲ့ signal လေးမှန်သွားတာဒီအကျမှာမှန်သွားတာဖြစ်တယ် So 60 classic works when the market is sideways market. ဒါကြောင့်မလို့60 classes ကတော့ sideways market လို့ပြောလို့ရပါတယ် Do you know what sideways market is? sideways market ဆိုတာကိုနားလဲပါသလား If you know what sideways market is, press 1. If you don't know what it is, press 0. အဲ့တော့ sideways market ဆိုတာကိုနားလဲရင်1ရိုက်ပေးပါနားမလဲဘူးဆိုရင်0လေးရိုက်ပေးပါ Wow. Okay. Well, most of you don't know what sideways is. Okay, very good. okay များသောအားဖြင့်မသိကြအောင်နော် Okay. Okay. Before I go back, let's take a look at 60 Hunter. အဲ့တော့အဲ့အကြောင်းဆက်မပြောခင်မှာ hunter လေး60 hunter လေးကိုတစ်ချက်လောက်ကြည့်ရအောင် 60 Hunter is, it doesn't win based on reverse. 60 hunter ကတော့ reverse ပေါ့နော်စညင်ဘက်ဖြစ်တဲ့ပုံမှာ base လုပ်ပြီးတော့နိုင်တာမဟုတ်ဘူး 60 Hunter win based on trend. 60 hunter ကကြတော့ trend ပေါ်မှာမူတည်ပြီးတော့နိုင်တာဖြစ်တယ် See, this one, green, the winning also green. အဲ့တော့ဒီမှာကြည့်မယ်နော်မြားပြထားတဲ့ candlestick လေးကလည်း attack green ဖြစ်နေတယ်နောက်ထပ်နိုင်သွားတဲ့ candlestick ကလည်းပဲအစိမ်း Same thing here, right? The arrow, green, the winning candle, green. အဲ့တော့ဒီမှာလည်းတူတူပဲနော်မြားကလည်းပဲ signal ကလည်းပဲအစိမ်း attack ကလေးကိုပြတယ်သူ့ရဲ့ဘေးကနိုင်သွားတဲ့ candlestick ကလည်းပဲ attack အစိမ်းကိုပြတယ် See? This one here, right? It's the same thing. It said it's supposed to be, we have to look at the first arrow. It's supposed to be red, right? Red. The winning is red. အဲ့တော့သူ့ကိုကြည့်မယ်ဆိုလို့ရှိရင် first arrow ကိုပဲအမြဲတမ်းကြည့်ရမယ်เนาะအဲ့တော့ဒီမှာပြထားတဲ့ signal 3ချောင်းမှာပထမတစ်ချောင်းကိုကြည့်မယ်မြားအနီပြထားတဲ့အဲ့တော့နောက်ဆုံးနိုင်သွားတဲ့ signal ကလည်းပဲ candle အနီနဲ့เนาะ So သူ့အောက်မှာ 60, ရှိတဲ့အနီ so 60 classic win based on reverse. 60 hunter based on trend. ဒါကြောင့်မလို့60 classes က reverse ကိုနိုင်တာဖြစ်ပြီးတော့60 hunter ကကျတော့ trend နဲ့နိုင်တာဖြစ်တယ် So if you take a look at the market, like this one here, you can see this is called sideways. See, it goes up and it comes down. It goes up and it comes down. It goes up and it comes down. It's almost about the same. Can you see? It's about the same. So this is called sideways market. အဲ့တော့ဒီလက်ရှိရှိနေတဲ့ market အနေအထားလေးကိုကြည့်ရအောင်ဒီမှာဆိုလို့ရှိရင် market ကအတက်အကျလေးဖြစ်နေတယ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တပြေးညီတွေသွားနေတာလို့ပြောလို့ရတယ်ဒါကို sideways market လို့ခေါ်တယ် So the sideways market, it's good for 60 classic. ဒါကြောင့်မလို့ဒီလို sideways market ဖြစ်နေတာဒီ60 classic signal အတွက်အရင်ကောင်းတယ် Because sideways graphic, it goes up, reverse, 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 reverse. So it fit with 60 classic. ဒါကြောင့်မလို့ sideways market ဒီတက်မယ်ကျမယ်တက်မယ်ကျမယ်တက်မယ်ကျမယ်ပြောင်းပြန်သွားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီ classes နဲ့60 classes နဲ့အရင်ကြိုက်တယ် So when we won this particular one, when I enter this one, even though it violated the 7 golden rules, ဒီမှာဆိုရင်ကျွန်တော်ဝင်လိုက်တာဘာကြောင့်လဲဆိုလို့ရှိရင်7 golden rules ကိုကျွန်တော်ချိုးဖောက်ပြီးတော့ဘာကြောင့်ဝင်ရဲတာလဲဆိုတာဒါကြောင့်ဖြစ်တယ် but the market is sideways. See, it goes up, it comes down the same way. Up, down, u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 p, down. So this
sideways market is good condition for 60 classic. အဲ့တော့အချိန်ဒီ market ကိုကြည့်လိုက်တဲ့အခါမှာ market ဒီအတက်အကျဖြစ်နေမယ် sideways ဖြစ်နေမယ်ဆိုလို့ရှိရင် 60 classic signal နဲ့ရန်ကို good ကောင်းတာတွေ့ရတယ် Okay, so let me show you what the other trend market looks like. အဲ့တော့တခြား market တွေရဲ့ trend ကဘယ်လိုသွားလဲကြည့်အောင် See, this is like up, it's called upward trend. ဒီမှာကြည့်မယ်ဆိုရင်ဒါအတက် market လို့ trend ပေါ့နော်အတက် market trend လို့ခေါ်တယ် Up, down, up, and then see this is the highest, right? It comes down, but it goes up higher than the previous one. It comes down and it goes up higher than the previous one. It comes down and it goes up from the previous one. It comes down and it goes up from the previous one. This is called an upward trend. ဒီမှာဆိုရင်တော့သူကအတက်အကျရှိနေတယ်ဆိုပေမဲ့သူတက်သွားတဲ့အတက်တိုင်းဒီရှေ့တစ်ခေါက်တက်ထားတဲ့ height ကိုသူက jump ခုံပြီးထပ်ပြီးတက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီအတက် trend ပေါ့နော် So this market here is not so good for classic, but it's very good for a hunter. အဲ့တော့ဒီလို market အနေထားဆိုလို့ရှိရင် classic signal ထက်ဆိုင်ရင် hunter signal နဲ့ပိုပြီးကိုက်ညီတာတွေ့ရမယ် Okay, let's take a look at the homework here. အဲ့တော့ဒီမှာကြည့်လိုက်ရအောင် Okay, we're gonna take a look at EG now because the arrow is pointing down. အဲ့တော့ EG ကိုကြည့်ရအောင်ဒီမှာ signal လေးကတော့အကျပြနေပြီ EG. EG ကြည့်မယ် Okay. So if you take a look at this, EG, is this good? Is this a pretty good trend for EG? Yes, press 1, no, press 0. အဲ့တော့ဒီမှာ EG ကကြတော့ဘယ်လို trend ဒီလိုလက်ရှိသွားနေတာဒီ trend ပေါ်ကို base လုပ်ပြီးတော့သွားနေရလား yes ဆိုလို့ရှိရင် 1 နှိပ်ပေးပါ no ဆိုရင် 0 နှိပ်ပေးပါ EG ကိုကြည့်ပြီးတော့ Is it good? Okay, TK said no. Lawan said yes. He said no. Okay, who else? အဲ့တော့ဘယ်သူတွေကြံသေးလဲ yes no ဖြေပေးကြပါအောင် Okay, come on. You have to answer, everyone. Downtrend. So to follow the arrow, point down, is it good or not? အဲ့တော့မြအကျပြနေတာကောင်းလားမကောင်းဘူးလား If yes, press yes. If no, press no. အဲ့တော့မြအကျက yes ကောင်းတယ်ဆိုရင် yes မကောင်းဘူးဆိုရင် no Anybody said no, not good to enter. Give me your hand. ဝင်လို့မဝင်ရဘူးလို့ no လို့ပြောရင်လက်ပေး Give me your hand. လက်ကလေးပေးပါ I just teach you. ရိုက်ချင်လို့တင်ပေးချင်လို့ပါ It's good lah. အခုကကောင်းနေပါတယ်အချိန်ကြီးကောင်းနေပါတယ် See, it's the downward trend. It's down, up, down. See, you can see that it's down. It goes down. The trend is down. အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင် trend ပေါ်မှာမူတည်ပြီးသွားနေတာအောင်မှာသူဒီအကျ trend เนาะ down နေတာတွေ့ရမှာဖြစ်တယ် So yeah, if you see the arrow is pointing down like this and it's going in the same direction as a big trend, this is good. အဲ့တော့မြားကအကျပြနေတယ်ပြီးတော့ trend အဖြစ်ဆိုလို့ရှိရင် direction မြားနဲ့အတူတူ direction အတူတူအကျကိုသွားနေတယ်ဆိုရင်ဒါ good ပေါ့เนาะကောင်းတယ် Okay, does it make sense, guys? အဲ့တော့ဒါဒီမိတ်ဆွေတို့အတွက်အဆင်ပြေပါသလား Okay, now there's another one. AU, right? Another Okay, let's take a look at AU. AU ကိုကြည့်ရအောင် Okay, so if you look at this trend, အဲ့တော့ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင် so for AU to trade on signal going down, is this a good or is this good? Should you enter this order? Yes or no? အဲ့ Going တော့ down. ဒီဟာက going down ဖြစ်ဖို့အတွက်ကို Yes or yes or no Okay, Colin said no. Okay, Katina said no. Thunder Ang said no. Mini said no. Okay, everyone said no.
Anybody who said no, give me your hand. အဲ့တော့ no လို့ပြောတဲ့လူတွေအကုန်လုံးလက်ကလေးတွေဖြန့်ကြရအောင် come on လက်လေးတွေ Give တူ me တူဖြ your န့်မယ် hand. Give me your hand. လက်ပေးရိုက်တော့မယ် Anybody who said no, I kiss your hand. ဒီတကတော့လက်ပေးရဲ့လူ no ပြောတဲ့လူကိုလက်ကလေးနမ်းမှာဖြစ်ပါတယ်တဲ့ Good answer. အဲ့တော့ no လို့ပြောတဲ့လူတွေဒီတစ်ခေါက်ကတော့အနိုင်ရသွားပါပြီ Okay, so okay, I think you're getting the hang of it now. You're understanding it now. အဲ့တော့အခုနားလည်သွားပြီလို့ကျွန်တော်ထင်တယ်နော် Okay, so yes, when you trade using the 7 golden rules, မိတ်ဆွေအနေနဲ့ trade လုပ်တဲ့အခါမှာ7 golden rules အတိုင်း trade ဖို့လိုတယ် so for let's give an example. Okay, let's say if you trade with let's say if you trade $10 on $10 when you're trading on 7 golden rules. အဲ့တော့မိတ်ဆွေက$10ကိုမူတည်ပြီးတော့7 golden rules နဲ့ trade မယ်ဆိုကြပါစို့ Right? But if it's outside 7 golden rules, you don't trade. အဲ့တော့7 golden rules ထက်ကိုကျော်လွန်နေရင်တော့မိတ်ဆွေအနေနဲ့မ trade သင့်ဘူး But let's say if you trade within 7 golden rules, but in that particular pair is also sideways. အဲ့တော့မိတ်ဆွေအနေနဲ့7 golden rules အတိုင်းတော့သွားနေတယ်ဒါပေမဲ့တချို့ကိစ္စရက်ကလေးတွေမှာချွင်းချက်အနေနဲ့ sideways သွားနေတာတွေ့ပြီဆိုရင်တော့ Then you can put in more money. ပတ်စံပို့ပြီးထည့်လို့ကောင်းပါတယ် So instead of trading maybe $10, maybe you can trade $15 or $20. အဲ့တော့အရင်ကပုံမှန်$10ထည့်နေကြဆိုရင်အဲ့လိုမျိုးဆိုရင်$15 $20ထည့်လို့ရမယ် Because the market condition signal is good, the market condition is good. ဘာကြောင့်လဲဆိုတော့ signal ကလည်းအရန်ကောင်းနေပြီးတော့ market အနေထားကလည်းအရန်ခိုင်မာနေတဲ့အတွက်ဖြစ်ပါတယ် It's like a perfect situation. When the two situation comes together, very difficult for you to lose. အဲ့တော့အခြေအနေနှစ်ရက်စလုံးကဖက်ဖက်ကပြည့်စုံနေပြီဆိုတော့မိတ်ဆွေအတွက်ကအရှုံးပေါ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့လောက်ပါပဲ Okay, does it make sense? ကဲအဲ့ဒါကအခြေအနေကောင်းရင်လား Okay, so now the question is now, if you consider 7 rules, right? Okay, this particular one here, EG, right? EG pointing down. အဲ့တော့ဒီမှာ EG ကြပြနေတယ် If you consider with golden rules, should you enter this order? အဲ့တော့7 golden rules ရဲ့ဘယ်အချက်ကြောင့်မလို့ဒီ EG မှာဝင်သင့်တယ်လို့ထင်တာလဲ Yes or no? ဝင်သင့်တယ်ထင်လားမထင်ဘူးလား yes or no Come on yes or no 7 golden rules yes Okay. okay only one Come on, make a decision lah. You either get a hit or a kiss. Hit or အဲ့တော့ kiss. နှစ်ခုပဲရှိရနော်အရိုက်ခံပါလားအဘွားပေးခံပါလားနှစ်မျိုးပဲရှိရ hit or kiss တဲ့မင်းနေပါပြီ come on Okay. Anyone who anybody okay, Lawan said no. Okay. Those of you who said yes, please tell me why you said yes. yes လို့ပြောတဲ့သူတွေဘာကြောင့်လဲဆိုတာအဖြေလေးတစ်ချက်လောက်ပြောပြပေးပါအောင် Those of you who please tell me. ပြောပြပေးပါ yes လို့ပြောတဲ့သူတွေခေါင်းညှိလိုက်ရခြင်းအကြောင်းရင်း come on ခေါင်းညှိလိုက်ရခြင်းအကြောင်းရင်း according to the trend and 3 arrows
third arrow Okay, guys. I'm going to trade EG here, okay? အဲ့တော့ကျွန်တော် EG ကိုခုထည့်မယ် But again, don't put a lot of money. Just trade for fun, okay? အဲ့တော့အပျော်အတွက်ပဲ trade မယ်နော်အများကြီးမထည့်လိုက်နဲ့နော် Okay. So to answer to your question first is the answer is no, okay? အဖြေက no နော်တဲ့အဖြေက no နော်အဖြေမပေးရသေးလို့အဖြေက no But I think this is not bad, right? On the third error, it's not bad. Let's trade for a small amount. အဲ့တော့ပတ်စံနည်းနည်းလေးနဲ့ပဲတစ်ချက်လောက်ကလေး trade ကြည့်ရအောင်သူက third arrow ဖြစ်တဲ့အတွက်ကြောင့်မလို့ဝင်ကြည့်မယ်ပေါ့နော် Ah, it going down already. Oh, down baby Ah, yeah. Basic signals Okay, so it won already. Too late. Okay, let's say Hello. another one comes. အဲ့တော့တတိယများမှာဝင်မလို့ပဲဒါပေမဲ့ signal ကမှန်သွားပြီဆိုတော့ဝင်လို့မရတော့ပါဘူး Sorry, let's go. Let's recap. Let's recap the learning here first. အဲ့တော့ဒီနေ့သင်ပေးလိုက်တဲ့အကြောင်းအရာလေးတွေပြန်ပြီးတော့ recap ခြုံငုံကြည့်အောင် Okay, so TK said the trend and 3 arrows. According to the trend. Okay. Yetat said according to the trend. Sin said third arrow. Mimi said market's going down all the way. Signal is correct and cannot trade now. Okay. Well, again, you always want to stick with 7 golden rules first. အဲ့တော့ပထမဦးဆုံးအနေနဲ့ကတော့မိတ်ဆွေတို့ဒီပထမဦးဆုံးအချက်9ချက်နဲ့အတူတူတွဲပြီးစဉ်းစားရမှာဖြစ်တယ် The Hunter 7 golden rules is you should trade within 1 hour after lost. အဲ့တော့7 golden rules အရာဆိုလို့ရှိရင် loss ပေါ်ပြီးတစ်နာရီအတွင်းမှာ trade တင်တယ် But you always want to wait 20 minutes, okay? But then you can only trade about 1 hour after lost. အဲ့တော့ loss ပေါ်ပြီးချင်းမိနစ်20စောင့်ပြီးလို့ရှိရင် loss ပေါ်တဲ့အချိန်ကနေစပြီးတစ်နာရီအတွင်းမှာတော့ trade လုပ်လို့ရတယ် So Hunter lost at 1900. Hunter က19နာရီမှာ loss ပေါ်ထားတာနောက်ဆုံး It's 3 hours already, la. အဲ့တော့3နာရီကျော်သွားပါပြီ Hit your hand, la. လက်ပေးရိုက်ချင်လို့ပါ Lapi. လက်ပေးရိုက်မယ် Yang me. Lapi. 3 hours. You cannot trade after loss for 3 hours, la. loss ပေါ်ပြီး3နာရီကျော်သွားပြီဆိုလို့ရှိရင်မ trade သင့်တော့ဘူးလေ Okay. But yeah, you know, EG just now that I wanted to trade because it's sort of like the third error and the trend goes down. So let's just have fun. အဲ့တော့ဒီမှာ EG ကိုနောက်ထပ် arrow ထပ်ပေါ်လာတာသူက that arrow နဲ့အလားတန်တူတဲ့အနေထားအနေနဲ့ signal အသစ်ထပ်ပေါ်ထားတာเนาะ fun အနေနဲ့ဝင်ကြည့်ရအောင် But don't risk getting in if it's already beyond 1 hour. And so if you take a look at this, the steep trend is here. The steep trend is here. အဲ့တော့ဒီမှာတနာရီတော့ကျော်သွားပြီပေါ့เนาะအဲ့တော့ဒီမှာကြည့်မယ်ဆိုတော့အမြင့်ဆုံး trend ကနေပြီးတော့ပြန်အဆင်းကျနေတာပေါ့เนาะ But it start showing some sideway here. အဲ့တော့အကျပြီးတဲ့အခါမှာအခုလောလောဆယ်မှာ sideway ဖြစ်သွားပြီ market ကိုကြည့်မယ်ဆိုရင်တော့ So yeah, that's why you should, you know, if you see the big trend is still going down, and if it's coming on the third error, and also it was below EMA 25. So it's a lot of it's like 3 indicators that's telling me that yeah, let's try that. အဲ့တော့အခုဒီမှာသူကဘေးတိုက်ပေါ့နော် side trend သွားနေတဲ့အချိန်မှာEMA လို့ခေါ်တဲ့ moving average ရဲ့အောက်မှာလည်းရှိနေတဲ့အတွက်ကြောင့်မလို့ဒီ3ခုစိုင်သွားတဲ့အတွက်ကြောင့်မလို့ trade ကြည့်ရအောင်လို့သူစိတ်ဆုံးဖြတ်တာဖြစ်ပါတယ် signal is gone So yes, to cap that, first it was downward trend. အဲ့တော့ number 1 trend ကကျနေတယ် 2, it was still below EMA 25.
ပြီးတော့ EMA 25ရဲ့အောက်မှာရှိပြီးတော့ခုနကအကြများပေါ်တယ် 3 is because of the third arrow. 3ခုမြောက် arrow ပုံစံပေါ်တာဖြစ်တယ်နံပါတ်3ချက်က So that's why I wanted to get into that order. ဒါကြောင့်မလို့ကျွန်တော်အဲ့ဒါကိုဝင်တဲ့နယ်လို့ခုနကပြောလိုက်တာဖြစ်တယ် But unfortunately, it changed their mind in the last minute. ဒါပေမဲ့လို့ signal ကနောက်ဆုံးမှာတော့သူစိတ်ပြောင်းသွားပါတယ် Okay. Any questions? မေးခွန်းလေးတွေများရှိပါသလားဒီအပိုင်းထိကို Anybody have any questions ဘူးတွေများဗာမေးချင်ပါလဲရှင် E, GJ. ကို GJ လေးကိုချက်ကြည့်မယ် Oh wow! All this signal comes. Okay, let's just have fun here. Okay, EU. အဲ့တော့ classes ကပေါ်နေပြီ EU classes ရဲ့ EU ကိုသွားရအောင် Okay, so the question is, အဲ့တော့မေးခွန်းကတော့ with 7 golden rules, is EU a good order? Yes or no? အဲ့တော့7 golden rules အရာ EU ကလုံးတင်တဲ့ trade တင်တဲ့ order လား yes or no ဖြေပေးပါ yes or no Okay, Salai said no. Hinsu said no. KSH said no. okay no လို့ပြောကြပါတယ် Okay, wow, good. I think you know the reason no, right? Because no again လို့ပြောတာဘာကြောင့်လဲသိကြလား lost more than 4 hours, too long already. အဲ့တော့ loss ပေါ်ထားပြီးတာ4နာရီကျော်ပြီဆိုတော့အချိန်ရမ်းကြာသွားပါပြီเนาะ And this trend doesn't really show a sideways trend. ပြီးတော့ဒါ classic signal ဖြစ်ပြီးတော့သူက sideway ကိုလည်းပဲအမှန်တကယ်ပြနေတာမဟုတ်ဘူး sideway trend လဲဟုတ်မနေဘူး It's not a steep downward, it's not steep, but it's still a downward trend. So it doesn't look like a good order. အဲ့တော့ဒီမှာသူကလုံးဝထိုးဆင်းသွားတဲ့ပုံစံမျိုးလည်းမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့သူပုံစံအနေထားကဝင်တဲ့အနေထားမှာမရှိဘူး Okay, let's take a look at GU. ကြည်ယူကြည့်အောင် Okay, so let's say okay, we don't care about 7 golden rules now. အဲ့တော့ကျွန်တော်တို့အခု7 golden rules ကိုခဏလောက်မေ့ထားလိုက်ရအောင် With GU, is this a good order? Yes or no? အဲ့တော့ GU ကဘယ်လိုအနေထားမှာရှိလဲဝင်တဲ့လားမဝင်တဲ့ဘူးလားဘယ်လိုထင်ပါတယ်လဲ All right, now we have half now. TK said yes. Lawan said okay. This is going to be interesting. Yes or no? အဲ့တော့ yes နဲ့ no နဲ့ကမျှနေတယ်တယောက်က yes တယောက်က no ဆိုတော့เนาะ Okay. No, yes, no. Yeah. I think this is not clear. So yeah, I think you're right. As a group, you're right. Yes and no, because it's no clear cut, right? I don't. This trend is not clear. It's not a sideways. It's not a sideways. But if you look at a short term, right? I ဒီ mean, ကောင်ကတော့ sideway လို့လည်းပြောလို့မရဘူးပေါ့နော် trend က clear လည်းတိတ်မဖြစ်ဘူးပြောရတာခက်တယ် so if you look at short-term trend, this is also what? This is like what? 1 hour. Since what? This trend has been around what? Around
3 p.m. right? This is 3 p.m. So really, in the past, 6 hours, the trend is actually going upward. အဲ့တော့လွန်ခဲ့တဲ့6နာရီတုန်းကဆိုရင်တော့သူကပြန်ကြည့်မယ်ဆိုလို့ရှိရင်သူကအတက်ကိုသွားနေတဲ့ trend ပေါ့နော် So in the past 6 hours, the trend is upward. So yeah, this is not a good order. အဲ့တော့ဇက်တိုက်6နာရီဇက်တိုက်သူကအတက် trend ကြီးဖြစ်နေတာဆိုတော့ဒါကလည်းဝင်တဲ့ order တော့မဟုတ်ဘူး Okay, so does it make sense, right? အဲ့တော့ဒီလိုလေးတွေးတာရောအဆင်ပြေကြလား Any question? မေးခွန်းလေးတွေရှိပါသလား Any questions Okay, Mimi said yes, makes sense. อืม Okay, Mimi said need more digest. Yep. You can go learn more, right? Like I said again, you don't want to look at each one of this graph, right? Okay, for example, each one of this graph is 5 minutes. You don't want to look at too big, right? For example, if you look at it too big, so this trend is so big. How many days, right? This is like what day is this? This is like 3 days trend. This is too much. That 3 days trend is too much. အဲ့တော့သူ trend ကိုကြည့်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်တစ်ချက်သိရမှာဒီလိုအကြီးကြီးကြည့်ကြမလို့ပေါ့နော်အခုလိုမျိုး trend ကိုအကြီးကြီးကြည့်လိုက်ပြီဆိုရင်ဒါ3ရက်လုံးသွားနေတဲ့ trend ဖြစ်သွားပြီဆိုရင်ဒါကကြအလွန်အကျွံအရန်များသွားပြီကြည့်တာပေါ့နော် So if you want to look at the trend, you probably look at the trend no more than a day. အဲ့တော့ trend ကိုကြည့်မယ်ဆိုရင်တော့တရက်ချင်းစီပဲကြည့်တာအကောင်းဆုံးပဲတရက်ထက်ကျော်တဲ့ trend ကြည့်စရာမလိုပါဘူး Right? Okay. So this is a day's trend still. အဲ့တော့ဒီတရက်စာ trend လေးပြပေးမယ် So if you look at the day trend, it's not quite clear what it is. Well, a day trend would be a sideway. အဲ့တော့တစ်နေ့လုံးစာပေါ့နော် day trend အနေနဲ့ကြည့်မယ်ဆိုရင်တော့ဒါ sideway သွားနေတယ်လို့ပြောလို့ရတယ်ဘေးတိုက်သွားနေတယ်လို့ပြောလို့ရတယ် Right? But it's too long. အဲ့တော့သူက sideway သွားတာကြီးကအရန်ရှည်လွန်းနေတယ် So you may want to narrow it down to maybe like 4 to 6 hours. အဲ့တော့4နာရီ6နာရီစာလောက်လေးဖြတ်ပြီးတော့ကြည့်လို့ရတယ် So when you look at a 4 to 6 hour trend, you can see that it's a very clear trend that is going upward. အဲ့တော့4နာရီ6နာရီစာ trend လေးကိုကြည့်လိုက်မယ်ဆိုရင်တော့တိတိတတ်တာမြင်နိုင်တယ်တက်နေတယ် Okay, so in this particular case, yeah, if it said it's gonna go down, if it's gonna go down, you're gonna have to fight the trend. အဲ့တော့သူကတက်မယ်လို့ပြောကြမယ်လို့ပြောရဲဆိုရင်တော့ဒီကောင်အတက် trend ဖြစ်နေတဲ့ကြောင့်မလို့ fight ဖို့အတွက်ကတော့တိတ်အဆင်မပြေဘူးပေါ့နော် Because if you're trading on 60 classic, it expect to reverse down, right? But the trend is upward. So you're like swimming against what? The current. I mean against the water flow trend Go yeah ahead. အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော့ classes အနေအထားနဲ့ဆိုရင်တော့သူကဒီပုံစံကရေစံကူးသလိုဖြစ်နေတာပေါ့နော် trend ကိုစန့်ကျင်တယ်လို့ဖြစ်သွားတာ Okay, makes sense, right? အဲ့တော့အဲ့ဒါလေးနားလည်မယ်လို့ထင်ပါတယ် Mimi said, okay, thank you. Okay, thanks for your sharing. မမီရဲ့အမေကွန်းတော့လည်းကျေးဇူးအများကြီးတင်ပါတယ် Since 60 classic and 60 hunter, there is no loss in the recent hour. So that's why it's not clear for us to trade. အဲ့တော့ classes ရော hunter ရောအတွက်ကိုကြည့်မယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့တစ်နာရီအတွင်းမှာ loss ပေါ်မှာထားတဲ့အတွက်ကြောင့်မလို့ trade ဖို့အတွက်ကနည်းနည်းလေးခက်ခဲဖြစ်စီတယ်ပေါ့နော် Okay, GJ. GJ is coming ကြီး out. ကြီးကြည့်အောင် Dang.
Okay, I think you, so based on what I see you answers, one of the things that you have to go back and listening many times over is about 7 golden rules. အဲ့တော့အားလုံးဒီနေ့ဖြည့်သွားတဲ့အဖြေတွေကိုကြည့်ပြီးတော့ကျွန်တော်ပြောရမယ်ဆိုရင်တော့မိတ်ဆွေတွေ7 golden rules ကိုများများကြည်အောင်လို့ထပ်ပြီးတော့လေ့လာသင့်ပါတယ်ထပ်နားထောင်သင့်ပါတယ် 7 golden rules apply 100% with 6C Classic. 7 golden rules က 6C classic signal အတွက်ကို100%ပြန်ပြီးအသုံးချလို့ရပါတယ် If you trading within 7 golden rules and that particular pair also sideways, you can increase more of your money. အဲ့တော့ဒီ7 golden rules အတိုင်းလဲသွားမယ်နောက်ပြီးတော့ဒီ classes မှာပါတဲ့ငွေကြေးအတွဲ6တွဲလုံးကလည်းပဲ sideway သွားနေပြီဆိုရင်မိတ်ဆွေငွေကို all လို့ရပြီ But if lost more than 3 hours already, you don't trade. အဲ့တော့3နာရီထက်ပိုပြီးတော့ loss ပေါ်ထားပြီး3နာရီထက်ကြာနေပြီဆိုရင်တော့ဒါဆိုတော့မ trade သင့်ဘူး But sometimes you get bored အဲ့လိုစောင့်နေနေပြင်းနေတာလည်းရှိနိုင်တယ် and you want to test your skill after 3 hours. အဲ့တော့3နာရီကြာတဲ့အထိကိုပေါ်မလာပေမဲ့လည်းပဲကို skill စမ်းကျင်တယ်ဆိုရင် When the error comes and if a sideways trend, yeah, you can trade small amount of money for practice. အဲ့တော့ practice လုပ်ဖို့အတွက်ကို sideway လေးလည်းဖြစ်နေတယ်signal လည်းပေါ်တယ်ဆိုငွေနည်းနည်းလေးနဲ့စမ်းကြည့်လို့ရတယ် Okay. But for the hunter, အဲ့တော့ hunter အတွက်ကတော့ for hunter, I think you only have 3 golden rules. အဲ့တော့7 golden rules အတွင်းမှာ hunter အတွက်ဆို The hunter, you only have 3 golden rules. 1, trade no more than 1 hour after loss. အဲ့တော့ loss ပေါ်ပြီးတနာရီအတွင်းကို trade ပါ 2, wait 15 minutes after loss တစ်ခါပေါ်ပြီးတိုင်း15မိနစ်20စောင့်ပါ And 3, it must be used with EMA 25. ပြီးရင်တော့ EMA 25 moving average ရဲ့ EMA 25ကိုအသုံးပြုပါ So if the arrow points up, the price must be above this line. အဲ့တော့ signal လေးကလည်း up ကိုပြထားတယ်ဒီ moving average ရဲ့အပေါ်မှာလည်းပဲ market ကရှိနေတယ်ဆိုလို့ရှိရင်တော့ကောင်းတယ် This is EMA 25 here, this particular line here. ကျွန်တော်ဒီမှာပြထားတဲ့ line လေးကတော့ဒါ EMA 25ပါ So if the arrow points up, the price must be above EMA 25. အဲ့တော့မြားလေးကအတက်ကိုပြနေတယ်ဆိုလို့ရှိရင်ဒီ price market ကလည်းပဲ EMA 25ရဲ့အပေါ်မှာရှိနေရမယ် If the price is pointing down, the price must be below EMA 25. အဲ့တော့ဒီမြားကအကျပြနေမယ်ဆိုလို့ရှိရင်ဒီ market price ကလည်းပဲ EMA 25ရဲ့အောက်မှာရှိနေရမယ် So for hunter, 3 rules. အဲ့တော့ဒါကြောင့် hunter အနေနဲ့ဆိုရင်တော့7 golden rules ထဲက3 rules ကိုအသုံးပြုလို့ရတယ်3ချက် Trade within 1 hour. တနာရီloss ပေါ်ပြီးတနာရီအတွင်းကို trade ပါ Wait 15 minutes after loss. loss ပေါ်ပြီး15မိနစ်အနည်းဆုံးစောင့်ပါ And must be above or below EMA 25. EMA 25ရဲ့အထက်သို့မဟုတ်အောက်မှာတက်တက်ကွက်ကွက်ရှိနေရမယ် And again, if the trend is upward or downward, you can double up your money. trend ကိုကြည့်လိုက်လို့ trend ကပြပြသားသားတိတိကျကျကိုအတက်လားအကျလားမြင်နေရပြီဆိုလို့ရှင်တော့ဒါငွေထည့်လို့ကောင်းပြီ Okay. EG. EG လေးကြည့်အောင် Okay. So what is this trend? Okay, guys. အဲ့တော့ဒီ trend လေးကပါလေးလဲဘယ်လို trend လေးလဲပြောပြကြပါအောင် What is the trend? It has set sideways. Yeah, ထက်ကတော့ sideway လို့ပြောလိုက်ပြီတဲ့ Okay, set up, down, down. Okay.
Sideways. Okay. So, okay, most of you said sideways. The correct answer is sideways. Okay. This is sideways. Can you see? Up. See, this is high, right? This is high. This is down, right? And it goes up to high. It's about the same high as the previous, right? This is also high as the previous. So this is called sideways, guys. It's very clear. This is sideways. ဒါအဖြေမှန်လေးက site way ပါနော်။ဘာကြောင့်လဲဆိုတော့ဒီမှာကြည့်လိုက်မှဆိုရင်အမြင့်ဆုံးတက်သွားတယ်ပြီးတော့ပြန်ကျတယ်။နောက်တစ်ခေါက်ထပ်တက်တဲ့အခါမှာခုနကအမြင့်ဆုံးတက်ထားတဲ့နေရာနားမှာပဲရှိနေတယ်။အဲ့တော့ဒါဒီတက်တက်ကွက်ကွက်ရှင်းရှင်းလင်းလင်းကိုဒါ site way သွားနေရလို့ပြောရမှာဖြစ်တယ် So this is good for classic, not good for hunter. ။အဲ့တော့ဒီအနေထားက classes အတွက်တော့ကောင်းတယ် hunter အတွက်တော့မဟုတ်ဘူး။ EU signal AU signal Yeah, guys. Any questions? မသူမများမေးခွန်းလေးရှိပါသေးလဲ။ Any questions မေးခွန်းလေးရှိပါသေးလား Okay. All right. Okay, this is interesting. EJ, right? EJ. အဲ့တော့ EJ. ဟို EJ ကြည့်အောင် Arrows pointing down. EJ ကအစပြနေတယ် What trend is this? ဒါကဘာ trend လို့ခေါ်လဲ What trend is this? ဒီ trend ကိုဘာလို့ခေါ်လဲ Nobody answer. Talent trend I also cannot answer. It's not clear. ဒီ trend ကတော့ဘာ trend လဲလို့ပြောရတာခက်တယ်ကျွန်တော်လည်းပဲပြောရခက်တယ် Right, yeah, that shut up T. Yeah, you know, it's a downtrend here, but somehow it's forming a sideways, so it's not clear, right? It's not clear. So when it's not clear like this, you don't even know whether it's sideways or downward trend. So yeah. အဲ့တော့ဒီမှာသူကကျသွားတာရှင်းရှင်းလင်းလင်းပြီးတော့အခါကျတော့ပြန်တက်တော့မလို့လို့နဲ့ side way ကိုသွားနေတယ်လို့ဖြစ်နေရပေါ့နော်အဲ့တော့ဒါကသူကဘာ trend လို့ပြောရခက်တယ်အဲ့တော့ဒါဒီတက်တက်ကွက်ကွက်မသိရတဲ့အတွက်ကြောင့်ဝင်ရခက်တယ် Okay. I think you understand already. အဲ့တော့ကျွန်တော်ထင်တာတော့အားလုံးတော်တော်လေးနားလည်နေပြီလို့ထင်ပါတယ် Sinru, do you think they understand about binary and digital already, right? Yeah, we already explained about this also, but you can also share. It's okay. If you already explained, I don't need to. I don't want to repeat what you taught. Okay, guys, here's another one, right? AU is coming. AU ကိုတစ်ချက်ကြည့်အောင် What trend is this? ဘာ trend လဲ AU ကဘာ trend လဲတစ်ချက်လောက်ပြောပေးကြပါဦး Okay. So Hinsu set up, John set up, Colin set up. Yeah, see? So if you're trading outside 1 hour, the arrow points down, but the trend is up. So you're swimming against the current. အဲ့တော့loss ပေါ်ပြီးတော့တနာရီကြော်သွားပြီဆိုလို့ရှိရင်ကြည့်လိုက်ပါarrow က signal က down ပြတယ် trend အနေနဲ့ကကြတော့ up ဖြစ်နေတယ်ဘာနဲ့သွားတူလဲဆိုတော့ဒါမိတ်ဆွေရေစံကိုကူးတဲ့ပုံစံဖြစ်နေတယ် So yeah, not a good order to get in. အဲ့တော့ဝင်ဖို့အတွက်ကတော့order မကောင်းလို့ပြောရမှာပေါ့နော် But the pricing is interesting. See, the pricing right now is below. The pricing is below EMA 25. So this is also this is also a good indicator.
အဲ့တော့ဒီမှာ indicator အရကြည့်မယ်ဆိုလို့ရှိရင်တော့သူက EMA ရဲ့အောက်ကို pricing ကျနေတယ်ဆိုတာကတော့ indicator ကောင်းနေတယ်လို့ပြောလို့ရတယ် Right. So this is a good indicator, but the trend, the bigger trend does not support it. အဲ့တော့ indicator အနေနဲ့ကြည့်ရင်ကောင်းတယ် trend အနေနဲ့တော့အဲ့လောက် support မပေးဘူး Because EMA 25 is basically an average of 1, 2, 3, 4, 5, 6, 7, 8, 9, 10, 11, 12, 13, 14, 15, 16, 17, 18, 19, 20, 21, 22, 23, 24, 25. It's the sum of this 25. The pricing is below the average of 25. So yeah, it's the 25, it's a good sign, but for the 6-hour sign, not so good. အဲ့တော့ဒီ25တိုင်စာပေါ့နော် candle 25တိုင်စာကို average ကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူကindicator အရာကတော့သူကအကျဟုတ်တယ်ဒါပေမဲ့6နိုင်စာလောက်ကိုကြည့်မယ်ဆိုရင်တော့ trend အနေနဲ့ good တော့မဟုတ်ဘူး So when you look at all this trend, you also need to make sure that you're trading 5 minutes. You don't do 1 minute, okay? trend ကိုကြည့်မယ်ဆိုပြီးတော့မိတ်ဆွေက5 minute signal ယူတော့ကြည့်တယ်candlestick နဲ့ trend ကိုကြတော့1 minute လောက်ထားလို့တော့မရဘူးเนาะ You do the 5 minutes trending. ဒါကြောင့်မလို့ trend ကိုလည်းပဲ5 minute ကြည့်ပြီးတော့ candle ကို5 minute သွားမှရမယ်